ငယ်ချင်းကိုပြီးမှလားတငယ်ချင်းကိုပြီးမှလားမမေ့စီအမေကိုပြီးမှတဲ့တငယ်ချင်းနောက်တစ်ချိန်ကိုအခုလဲဖုန်းပေါက်ပါစေကောနော်ကျွန်တော်ဒီကောင်ယူမှနော်ကျွန်တော်ယူမှနော်ဟုတ်ကဲ့ဟုတ်ကဲ့ခြံထားပြီးမယ်ကြီးရလေးကကျွန်တော်အကိုယူပါတဲ့အကိုယူပါတဲ့ကိုဖုန်းလေးပေါက်သွားတယ်ကိုဖုန်းပေါက်သွားတယ်39လေးပေါ့နော်ကျွန်တော်ရောက်ရေးဒါညီမလေးတို့ဆိုင်မှာပထမဆုံးဖုန်းလေးပေါက်သွား39တဲ့အစားလည်းကျွန်တော်ဝယ်ပြကူပဲကြမလို့39တော့ဟုတ်ပါတယ်နော်39တော့ဟုတ်ပါတယ်39တဲ့ကိုပြောတာအကိုကဖြစ်တာကအမီလေးကိုပေါ့နော်လာပြီးတော့မှ Redmi Note 7 Global လေးကိုအားပေးတော့လေးပဲဖြစ်ပါတယ်ဒီဟာလေးပေါ့နော်ဒီမှာပါကင်လေးတွေလည်းဖောက်ပြီးသွားပြီဆိုတော့အခု cancel မဲလေးနိုင်မှာဖြစ်ပါတယ် cancel မဲမနိုင်ခင်ပေါ့နော်အခုလာတာတော့ကြာပြီပေါ့နော်မနေ့ကလေးကပေါ့နော်3ချိန်လောက်ပတ်လိုက်တယ်ဆိုင်ရှာမတွေ့လို့တခြားဆိုင်တွေမှာဝင်လိုက်ပြီးတယ်တဲ့ဒါပေမဲ့မဝယ်ဖြစ်ဘူးဆိုင်ပဲလာဖြစ်တယ်တကူတကားလာရအားပေးရတော့လေကျေးဇူးများကြီးတင်ပါတယ်ကိုဝယ်ရတာအဆင်ပြေလားကိုကြည့်ပါတယ်ကြိုက်လားကိုကြိုက်ပါတယ်နော်ဒါအကူကပထမအဆုံးအချိန်လာတာပေါ့နော်ကိုဆိုင်ကကျတော့တက်တော့ကနေတစင်းသိတာပေါ့ကောနော်ပျော်လာကိုဒီနေ့ပျော်ပါတယ်အဲ့ဆိုရင် cancel မဲနိုင်အောင်ကိုနော် cancel မဲထဲမှာအကူပေါ့နော်ဒီမှာအထဲဝင်လာပေးကိုအထဲဝင်လာပေးကိုပြဒီထဲမှာအကူကြိုက်တဲ့အယုတ်ကိုဆွဲလိုက်ကိုနော်အယုတ်ကိုရမှာမဲလိတ်ကိုအယုတ်ထဲမှာပဲပါတယ်ဆိုအကူကြိုက်တဲ့အယုတ်ကိုရွေးပေးကိုဖုန်းလေးပေါက်ပါစေလို့ဒီရုပ်လေးဒီကောင်လေးကလေ तू ကအမဲလိတ်ကနိုင်ပြီးသွားပြီကိုအယုတ်ပေးဖို့မေ့သွားတာဒီအယုတ်လေးကကျတော့မဲလိတ်မရှိဘူးပေါ့ဆိုတော့တခြားအယုတ်လေးချက်ကြည့်ပေးကိုနော် तू ကလေမဲလိတ်ဆွဲလိုက်တယ်နောက်ဆုံးကအယုတ်ပေးဖို့ကမေ့နေရလို့ဖြစ်နေကြံလေးအဲ့လေးလားကိုဟုတ်ဆွဲလိုက်မယ်ကိုနော်အရင်ဆုံးမဲလိတ်ဆွဲလိုက်မယ်ဖုန်းလေးပေါက်ပါစေလို့ကို39ဖုန်းလေးပေါက်သွားတယ်ကိုဖုန်းပေါက်သွားတယ်39လေးပေါ့နော်ကျွန်တော်ရောက်ရေးဒါညီမလေးတို့ဆိုင်မှာပထမဆုံးဖုန်းလေးပေါက်သွား39တဲ့အစားလည်းကျွန်တော်ဝယ်ပြကူပဲကြမလို့39တော့ဟုတ်ပါတယ်နော်39တော့ဟုတ်ပါတယ်39တဲ့ကိုပြောတာအကိုကပို့ပြီးပြောမှတင်တယ်ဖုန်းလေးကညနေသွားပြီနော်ကဲကိုဒါအကိုဖုန်းလေးပေါက်သွားတယ်ကဲခုနကတော့အစတော့ပေါ့နော်ဒီ Redmi Note 7 4G မဝယ်ခင်တည်းကဒီဖုန်းလေးပြသေးတယ်ခေါနော်ဒီဖုန်းလေးပြပြီးတော့မှအကွာ Note 7 ယူရဆိုဒီဟာလေးဒီမှာကိုကျော်ဆက်တာနော်ဒီမှာ3ဖုန်းဆက်တာတဲ့ပတိကျော်ကျွန်တော်ဆက်ဖုန်းလေးပေါက်သွားတယ်ပြောလာဆိုရင်ပြောတာရမ်းပြောဖုန်းလေးပေါက်တာပြောရလားဆိုအရင်ပြောသွားနော်ကျွန်တော်ရမ်းပြောတယ်ဘာလို့အရင်ပြောတယ်ဆိုတော့ကျွန်တော်ကူညီရကျနှက်တော့ပေါ့နော်နှက်သွားပေါ့ကောနော်ဒါအကိုကခေါ်လာပြီးရပါတော့ဒီဆိုင်မှာပဲဝယ်ဖို့အတွက်ခေါ်လာပြီးရကဲကျေးဇူးများကြီးတင်ပါတယ်အကိုလည်းဖုန်းဝယ်ဖို့စဉ်းစားနေရတယ်ဖုန်းပေါက်သွားဆိုတော့ဘယ်လိုလဲကိုတငယ်ချင်းကိုပြီးမှလားတငယ်ချင်းကိုပြီးမှလားမမေ့စီအမေကိုပြီးမှတဲ့တငယ်ချင်းနောက်တစ်ချိန်ကိုအကိုလည်းဖုန်းပေါက်ပါစေကောနော်ကျွန်တော်ဒီကောင်ယူမှနော်ကျွန်တော်ယူမှနော်ဟုတ်ကဲ့ဟုတ်ကဲ့ခြံထားပြီးမယ်ကြီးရလေးကကျွန်တော်အကိုယူပါတဲ့အကိုယူပါတဲ့ပေါ့နော်နောက်တစ်ပတ်လာပြီးယူမှာခြံထားပြီးပါဆိုလို့တိစိတ်ချကိုခြံထားပြီးမယ်ကိုနော်ကဲဖုန်းလေးပေါက်သွားတယ်ကိုဘယ်လိုခံစားရလဲကိုငါ့ကိုကြည်နူးပျော်ရှင်တယ်ပျော်ရှင်ပါတယ်နော်ကိုဟိုဘက်ကိုလဲပြီးတော့ပြောလိုက်ကိုပျော်လားလို့အရန်ပျော်ပါတယ်ပြုံးမေးကိုဖုန်းပေါက်တာပြုံးမေးဟောသူ့အမေမှာဖုန်းမရှိဘူးသူအဆက်ပဲကျွန်တော်ဂျားရရနေပြီကျွန်တော်ဆက်သွယ်ပေးရတယ်ပေါ့နော်ကျွန်တော်ညီရတယ်သူနဲ့အိမ်မှာဆိုကျွန်တော်ညီရမှာတစ်စင်ကျွန်တော်ဖုန်းနဲ့သူ့ဖုန်းကလည်းမရှိဘူးမကောင်းသူ့အမေဖုန်းကလည်းဆက်သွယ်လို့မရတော့ဘက်တီ9000ပေါ့ဘက်တီ9000တောင်ပါတယ်ကိုဘက်တီ9000ပါတယ်ဒီကောင်လေးကထွက်ထားတာလည်းမကြသေးဘူးညီမလေးတို့ရောင်းတဲ့စီးဟိုကဒီကောင်က9000ကျော်ရှိရဲ့အခုဖုန်းပေါက်သွားအခုဒီသူ့တော့ဘယ်လိုအဆင်ပြေလဲဆိုတော့ဒီသူ့တော်လည်းအခုဖုန်းရသွားတယ်သူ့အမေတော်လည်းဖုန်းရသွားသူနဲ့အဆင်ပြေသွားတာပေါ့နော်သူတို့ကြားနေကျွန်တော်ဖုန်းနဲ့ကျွန်တော်လုပ်ပြရတာကန်ကောင်းတယ်နော်ကန်ကောင်းတယ်ကိုကြီးအရင်ကန်ကောင်းတယ်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဖုန်းပေါက်သွားတယ်ကိုကြီးကျေးဇူးများကြီးတင်အကိုကပို့ပြီးပြောနေရပါတော့ကျွန်တော်မရကျွန်တော်မရကျွန်တော်ရမ်းပြောရပြီလားရမ်းပြောတယ်တကယ်ချင်းတော့ကျွန်တော်လိုချင်တဲ့ဖုန်းကိုကျွန်တော်လိုချင်တဲ့ဖုန်းလေးကျွန်တော်ရမှာဆိုတော့ကျေးဇူးများကြီးတင်ပါတယ်ကဲအခုလိုမျိုးပဲပျော်ရွှင်စရာကောင်းတဲ့ cancel လေးကိုဆိုင်လာပြီးတော့မှကိုယ်တိုင်နိုင်ချင်တယ်ဆိုရင်တော့မင်းတို့ဆိုင်မှာလာပြီးဖုန်းဝယ်ဖို့အကြံပြုချင်ပါတယ်ဆိုင်လေးစာလေးကတော့ MPK ကုန်တိုက်လေးလောဆိုင်ကဲနံပါတ်460မှာဆိုင်လေးဖွင့်လှစ်ထားပါတယ်ရှင်အားလုံးကိုကျေးWhat the fuck